နံပါတ်1စိန်ဂျိုးကဘာကနေအလင်းနဲ့40အကွာမှာစိန်တွေနဲ့လှုပ်ထားတဲ့ဂျိုးတစ်လုံးရှိတယ်ဆိုရင်ရောခမယုံလား2004ခုနှစ်မှာ NASA ရဲ့ Spitzer Space Telescope ကနေရှာဖွေတွေ့ရှိခဲ့တဲ့ဒီဂျိုးကကဘာကနေအလင်းနဲ့မိုင်ပေါင်း40ကျော်235 trillion ခန့်အကွာမှာတည်ရှိပါတယ်သူကဘာထက်အချင်းနှစ်ဆပိုကြီးပြီး4ချိန်အားဖြင့်တော့ကဘာထက်8ဆပိုလေးပါတယ်သူ့ရဲ့မိခင်ကျယ်ကိုတပတ်ပတ်ဖို့18နာရီပဲကြာမြင့်ပြီးကဘာမှာတစ်နှစ်ကြာမဲ့အချိန်ကဒီဂျိုပေါ်မှာသာဆိုရင်18နာရီပဲရှိပါတယ်ဒီဂျိုရဲ့ drag ကအနည်းဆုံး3ပုံခန့်စိန်နေနဲ့ဖွဲ့စည်းရတယ်လို့သိပ္ပံပညာရှင်တွေကယူဆကြပါတယ်ဂျိုမျက်နှာပြင်အပူချိန်က4000 ဒီဂရီဖာရင်ဟိုက်ကျော်ရှိနေပြီမြင်မာတဲ့အပူချိန်တွေနဲ့ဖိအားတွေကြောင့်ကာဗွန်တွေကစိန်အဖြစ်ပြောင်းလဲသွားတာပါဒါပေမဲ့တွားယူဖို့တော့မကြိုးစားပါနဲ့ဂျိုရဲ့မျက်နှာပြင်အပူချိန်ကြောင့်ဂျိုနာကိုကတ်လိုက်တာနဲ့ခမရဲ့ခန္ဓာကိုယ်ကပြအဖြစ်တောင်ကြံခဲ့မှာမဟုတ်ပါဘူးမနဲ့ဗိုက်စာနေတဲ့ဘလက်ဟိုး NASA နဲ့ဥရောပတောင်ပိုင်းနက္ခတ္တရာကြီးစခန်း ESO တို့က2024ခုနှစ်အစောပိုင်းမှာစက်ကြရာထဲမှာအတောက်ပါဆုံးနဲ့အစာအငန်းမရဆုံးဘလက်ဟိုးကြီးတစ်ခုရှာဖွေတွေ့ရှိခဲ့ပါတယ်ကဘာကနေလင်းနဲ့12ဘီလီယံအကွာမှာတည်ရှိပြီးဒီဘလက်ဟိုးကကျွန်တော်တို့နေမင်းထက်အစာပေါင်း19ဘီလီယံကနေ30ဘီလီယံကြာ drag တူကြီးမားပါတယ်သူကတရက်ကိုနေတစင်းစာနှုန်းနဲ့ဂျိုရီကျယ်ရီကိုဝါမြုံနေပါတယ်အဲ့ဒီဘလက်ဟိုးကြီးကထုတ်လွှတ်တဲ့အလင်းရောင်ကကျွန်တော်တို့နေတဲ့အစာပေါင်း900 trillion ပို့ပြီးတောက်ပါပါတယ်အဲ့ဒီလင်းရောင်ကညဘက်ဆိုရင်နေကင်းဘက်လိုလင်းထင်သွားစေအောင်လည်းမကပဲတခဏအတွင်းမှာရင်ကဘာလေတူကိုလောင်ကျွမ်းစေပြီးတက်ရှိအားလုံးကိုလည်းချက်ချင်းအငွေ့ပြန်ပျောက်ကွယ်နိုင်တဲ့အထိအစွမ်းထက်ပါတယ်ဒါကစက်ကြရာကြီးရဲ့တကယ်မီးရိပ်ဖြစ်တယ်လို့အဖျက်ဆုံးကအကြီးဆုံးလူသက်သမားတွေလည်းဖြစ်ပါတယ်ဒီဘလက်ဟိုးကြီးဒါကျွန်တော်တို့နေဖွဲ့စည်းနာကိုရောက်လာရင်မတွေးရစရာပါပဲနံပါတ်3အချိန်ပြောင်းလဲခြင်းဒါကအရာဝတ္ထုမဟုတ်ပေမဲ့ NASA ကလက်တွေတိုင်းတာခဲ့တဲ့ယူဘဗေဒဖြစ်ရဆန်းပါအိုင်းစတိုင်းရဲ့နေရာမှာဆွဲငင်အားတွေကအရန်ပြင်းထန်တဲ့နေရာတွေမှာအချိန်တွေကနှေးသွားတတ်ပါတယ် NASA ရဲ့အနုမြူနိုင်တွေနဲ့တိုင်းတာချက်အရအာကာသရဲ့လူတစ်ယောက်ရဲ့အချိန်ကဘာပေါ်ကလူထက်ပိုမြန်နေတတ်ပါတယ်ဒါပေမဲ့သင်ကဘလက်ဟိုးတစ်ခုရဲ့အနားမှာတနင်္လာလောက်သွားနေပြီကဘာကိုပြန်လာမယ်ဆိုရင်တော့ကဘာပေါ်မှာနှစ်ပေါင်းရာနဲ့ချီပြီးကြော်လွင်သွားတာမျိုးကြုံရနိုင်ပါတယ်ခမားချေရတဲ့သူတွေအားလုံးကလည်းတေဆုံးပြီးတော့ဖြစ်နေပါလိမ့်မယ်ဘလက်ဟိုးရဲ့ဆွဲငင်အားကဘာထက်ပြင်းလို့အချိန်ကွာခြားမှုတွေကလည်းများနိုင်ပါတယ်နက်ဗျူလာလိပ်ပြHubble Space Telescope ကနေရိုက်ကူးခဲ့တဲ့ဒီပုံရဲ့လှပတဲ့လိပ်ပြတစ်ကောင်နဲ့တူပေမဲ့တကယ်တော့ဒါကျဲတစင်းရဲ့တေဆုံးခြင်းအပိုင်းစားတွေပါလိပ်ပြတောင်းမယ်လို့ဖြစ်နေတဲ့ဓာတ်ငွေ့တွေရဲ့အပူချိန်က3600 ဒီဂရီဖာရင်ဟိုက်ကျော်ရှိပါတယ်ထိတ်လန့်စရာကောင်းတာဒီဓာတ်ငွေ့တွေကတနအီကိုမိုင်ပေါင်း6သိန်းကျော်နှုန်းနဲ့အာကာသထဲကိုလွှင့်စင်ထွက်နေတာပါဓာတ်ငွေ့နဲ့ထိမိလို့အပူချိန်ကြောင့်ပြောင်းမဖြစ်ရင်လွှင့်ထွက်လာတဲ့အမြန်နှုန်းကြောင့်ခမရဲ့အသားတွေကအစိမ့်စိမ့်မောင်မောင်ဖြစ်သွားနိုင်ပါတယ်နံပါတ်5စက်ကြရာတွေကအေယာမှရေလောင်ကန်ကြီးအာကာသထဲမှာရေရှိရဆိုတာသိကြပါပဲဒီလောက်ထိများမယ်လို့ဘယ်သူမှမထင်ထားခဲ့ပါဘူး2011ခုနှစ်မှာ NASA သိပ္ပံပညာရှင်တွေကကဘာကနေအလင်းနဲ့12ဘီလီယံအကွာကွေစာတစ်ခုရဲ့ပတ်လဲပါစက်ကြရာကြီးအကြီးဆုံးရေထုကိုတွေးရှိခဲ့ပါတယ်ကွေစာဆိုတာစက်ကြရာထဲမှာအတောက်ပါဆုံးအစွမ်းထက်ဆုံးနဲ့အဝေးဆုံးမှာရှိတဲ့အရာဝတ္ထုဖြစ်ပါတယ်ဂလက်ဆီတစ်ခုရဲ့အလဲဘူမှာရှိတဲ့အေယာမဘလက်ဟိုးကြီးကသူ့ရဲ့ပတ်လဲမှာရှိနေတဲ့ဓာတ်ငွေတွေဖုံမုတ်တွေနဲ့ကျယ်ရီကိုအချိန်ဟုန်ပြင်းစွာဝါမြုံနေတဲ့အခါကွေစာတွေကဖြစ်ပေါ်လာတတ်ပါတယ်ဒီဘလက်ဟိုးတွေကို drag တွေကကြာဆင်းသွားတဲ့အခါအလွန်ပြင်းထန်တဲ့ပုတ်တိုက်မှုတွေကြောင့်မယုံနိုင်လောက်အောင်ပူပြင်းတဲ့အလင်းရောင်နဲ့စွမ်းအင်တွေကိုထုတ်လွှတ်တာဖြစ်ပါတယ်အဲ့ဒီနေရာမှာရှိတဲ့ရေပမာဏကလည်းကဘာကသမုဒ္ဒရာတွေအားလုံးရဲ့အစာပေါင်း140 trillion ထက်ပိုများပါတယ်ဒီရေတွေကလည်းအရေဖြစ်တည်ရှိနေတာမဟုတ်ပဲအလွန်ပူပြင်းတဲ့ရေငွေ့တွေအဖြစ်နဲ့ဘလက်ဟိုးကြီးတစ်ခုကိုဝင်းရံတာဖြစ်ပါတယ်ဒီရေငွေ့တွေရဲ့အပူချိန်ဟာအနှုတ်53ဒီဂရီဆဲလ်စီယပ်ရှိပြီးအာကာသစံနှုန်းရဆိုရင်တော့အရန်ကိုပူနွေးနေတာဖြစ်ပါတယ်နံပါတ်6ထုတ်ကောင်ဂျိုများမိခင်ကျဲပေါက်ကွဲပြီးတေးဆုံးသွားမယ်ပျက်စီးမသွားပဲကျန်းနေတဲ့ဂျိုတွေဇွန်ဘီပလန်နယ်လို့ခေါ်ပါတယ်တာမန်ဂျိုတွေကတက်ရှိထင်ရှားရှိတဲ့ဂျိုတွေကိုပက်ရပါမယ် PSR
B 1257 black 12လို့ခေါ်တဲ့တည်ဆုံးသွားတဲ့ကြဲကျွင်းချံရဲ့ဘေးမှာတော့ဂျိုသုံးလုံးရှိနေပါတယ်ဒီဂျိုတွေကိုဖုတ်ကောင်ဂျိုလို့တင်စားကြပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့မိခင်ကျဲဟာစူပါနိုဗာအဖြစ်ပေါက်ကွဲသွားပြီးဖြစ်ပေမဲ့ဒီဂျိုတွေကတော့ပျက်စီးမသွားပဲကျန်ရစ်နေလို့ပါတိုက်ပါမညာရှင်တွေကလည်းဒီအကြောင်းအခုထိအဖြစ်ရှာလို့မရသေးပါဘူးဖိလန့်စရာကောင်းတာကဒီဂျိုတွေပေါ်မှာပြင်းထန်တဲ့ဗီဒီယိုတက်တူကြွလိုက်နေအမဲတမ်းဖျက်တမ်းနေလို့တက်ရှိတွေလုံးဝမရှင်းသန်နိုင်ပါဘူးအခုပြောခဲ့တဲ့အထက်ကဘယ်ချက်ကြောက်စရာအကောင်းဆုံးလဲဆိုကွန်မန့်မှာရေးသွားခဲ့ပါနောက်တစ်ပုံမှာပြန်တွေ့ရတာပေါ့